ဒီ situation မှာမြင်းဆိုလို့ရှိရင်ဒီ chant တွေကနေထွက်ရမလားဒီလူကဒီလိုမျိုးအဖြစ်အပျက်မစခင်ကတည်းကသူကလက်တွေတုံနေပြီးတော့ငိုနေတာပါသူရဲ့လက်ထဲမှာတော့ဖုန်းကို recording ဖွင့်ထားပြီးသားဒီ apology downtown နဲ့ထဲမှာပျောက်သွားတဲ့လူအရေးအတွက်တွေကလူတွေထင်ထားတာထက်တောင်ပိုပြီးတော့များပါတယ်ဒီသူတို့ဒီ chant တွေမှာဆိုလို့ရှိရင်သူတွေကအော်လို့မရဘူးစကားပြောလို့လည်းမရဘူးပြီးရင်အတံမထွက်အောင်ဒီအတိုင်းပဲထိုင်နေုံပါပဲရှင့်ဒါနဲ့ပဲသူက chant အပင်ဘက်ကနေသူကအသက်ရှူတန်းတစ်ခုကိုသူကကြားလိုက်တယ်ရှင့်သူကအစပိုင်းမှာတော့သူကဝန်ပလွေတကောင်လို့သူကထင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့နည်းနည်းကြာလာတဲ့အခါမှာတော့ဒါဝန်ပလွေမဟုတ်ဘူးဆိုတာသူသဘောပေါက်လာခဲ့တယ်မနေ့ပိုင်းတုန်းကသူကချက်ပြုတ်နေရင်းနဲ့မှလက်ကိုဒါနဲ့မှလက်ကိုဖြတ်မိတဲ့ဒီထဲကနေသွေးတွေထွက်လာတယ်အဲ့ဒီအရာကများဒီအနှံ့ကများအဲ့ဒီအရာကိုဆွဲခေါ်နေတာများလားဆိုပြီးတော့သူကတွေးနေခဲ့တယ်ဒါနဲ့ပဲအသက်ရှူတန်းကအဲ့ဒီ chant ကိုဝိုင်းပလာတယ်ပေါ့နော်အသက်ရှူတန်းတွေကသူအဲ့ဒီအနီးနားမှာပဲရှိနေတဲ့ပုံစံလိုမျိုးတဖြည်းဖြည်းနဲ့နီးလာတယ်ရှင်းပြီးတော့သူကရုတ်တရက်တိတ်သွားတယ်အဲ့ဒီအချိန်မှာပဲသူကစဉ်းစားမိလိုက်တာကဒီနေရာကနေငါထွက်ရမယ်လို့သူကဆုံးဖြတ်လိုက်တယ်ဒါနဲ့ပဲသူက chant simple ကိုသူကဖြည်းဖြည်းလေးဆွဲဖွင့်လိုက်တဲ့အချိန်မှာတော့မောင်ထဲကနေတခုခုပေါ်လာတယ်ရှင်းအဲ့ဒီအရာကလက်ချောင်းတွေကရှည်ပြီးတော့ခြုံထက်နေတာပဲရှင်းလက်သေးတွေကလည်းမညီမညာဖြစ်နေတယ်ပေါ့နော်လူလည်းမဟုတ်တလို့တရိတ်ဆန်လည်းမဟုတ်ဘူးဒါကိုသူကအဲ့လိုမျိုးကြည့်နေရင်းနဲ့မှသူကတုံလုံးခြောက်ချပြီးတော့သူကငိုတယ်ပေါ့နော်ဒီဗီဒီယိုမှာတွေ့ရတဲ့အတိုင်းသူကကိုယ်တွေလည်းမလုံနိုင်တော့ဘူးဒီ chant ကိုဆွဲချလိုက်တဲ့အချိန်မှာပဲသူရဲ့ဗီဒီယိုကရုတ်တရက်ပြတ်သွားတယ်ပေါ့နော်နောက်ပိုင်းမှာတော့အာနာပိုင်တွေရှာတွေ့ခဲ့တာတော့ဖုန်းတစ်လုံးပဲဖြစ်ပါတယ်တိုက်ခိုက်ထားတဲ့အရက်အယောင်လည်းမရှိဘူးဒါပေမဲ့ဒေတာခန်တွေပြောလို့ရှိတဲ့စကားတစ်ခုတော့ရှိတယ်ဒါကတော့ဒီ apology တောင်တန်းနဲ့ထဲမှာလက်လည်သွားလာနေတဲ့အရာတွေကဝန်ပလွေမဟုတ်ပါဘူးတဲ့ရှင်ဒါဆိုလို့ရှိရင်ရောပရိသတ်တွေကဘာလို့ချင်းနေယူဆကြလဲရှင်